ဒါကတော့연세 reading ပေါ့နော် reading number 1ပေါ့နော် level 1 reading အရှိခန်းတွေကတော့ basic ပိုင်းဖြစ်တဲ့အတွက်အခန်း9ကနေတော့စလိုက်မယ်ပေါ့နော်အခန်း9မှာဆိုလို့ရှိရင်เนาะခေါင်းစဉ်လေးက 우리 교실 우리 교실ငါတို့ရဲ့စာသင်ခန်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့စာသင်ခန်းဒီမှာဆိုလို့ရှိရင်여기는 어디입니까 여기는 어디입니까ဒီနေရာကတော့ဘယ်နေရာဖြစ်ပါသလဲတဲ့ဒါဆိုလို့ရှိရင်စာသင်ခန်းထဲမှာရှိနေတာဖြစ်တဲ့အတွက်ဒါကတော့ကျောင်းသို့မဟုတ်စာသင်ခန်းဖြစ်မယ်ပေါ့နော်ဒါဆိုရင်အောက်ကစာပိုင်လေးဖတ်ကြည့်ကြမယ်နော်여기는 우리 교실입니다. 우리 교실에 책상, 의자, 칠판, 시계가 있습니다. 이것은 제 가방입니다. 제 가방은 큽니다. 제 가방에 책, 공책, 사전이 있습니다. ဟုတ်ပြီဒါဆိုလို့ရှိရင်ဘာသာပြန်ကြည့်ကြမယ်နော်여기는ဒီနေရာကတော့ 우리ကျွန်တော်တို့ရဲ့ 교실입니다 စာသင်ခန်းပဲဖြစ်ပါတယ် 우리 교실에 ကျွန်တော်တို့ရဲ့စာသင်ခန်းမှာ 책상 ဒီစာရေးစပွဲခုံနေ 의자 ထိုင်ခုံ 칠판 ဒီကြောက်တင်ပုံ 시계가 있습니다 နိုင်ရှိပါတယ် 이것은 ဒီအရာကတော့제 가방입니다. ကျွန်တော်ရဲ့လွယ်အိတ်ဖြစ်ပါတယ်. 제 가방은 ကျွန်တော်ရဲ့လွယ်အိတ်ကတော့ 큽니다. ကြီးပါတယ်. 제 가방에 ကျွန်တော်ရဲ့လွယ်အိတ်ထဲမှာ 책 စာအုပ် 공책 ဗလာစာအုပ် 사전이 있습니다. အပိဓာန်ကရှိပါတယ်။ဒါဆိုလို့ရှိရင်ဒီခန်းမှာပါတဲ့ meaning လေးတွေကိုတစ်ချက်ကြည့်ကြမယ်နော်။ 여기ဒီနေရာ 우리 ကျွန်တော်တို့ 교실 စာသင်ခန်း 이다 ဖြစ်သည် 책상 စပွဲခုံ 의자 ကလတ်ထိုင်ခုံ 칠판 ကျောက်တင်ပုံ 시계 နာရီဒီနေရာမှာရှိကရဲလို့အတန်မထွက်ပါဘူးเนาะရှိခဲနဲ့ပဲအတန်ထွက်ပါမယ်เนาะပြီးတော့ 있다 ရှိသည် 가방 လွယ်အိတ် 크다 ကြီးသည် 책 စာအုပ် 공책 ဗလာစာအုပ် 사전 အပိဓာန်ဒါဆိုရင်အောက်က 어휘양습ကကြတော့ဒီအပေါ်မှာကိုကြက်ထားတဲ့ဒီ meaning လေးတွေကိုပေါ့နော်ပြန်ပြီးလေ့ကျင့်ကမှာအောက်ကကြတော့다음 빈칸에 알맞은 어휘를 쓰십시오. 다음ဆိုတာကနောက်ထပ်ဒါမှမဟုတ်လို့ရှိရင်အောက်ပါဆိုရဲ့အဓိပ္ပာယ်လေးရတယ်ပေါ့နော်ဆိုတော့다음အောက်ပါ 빈칸에 빈칸ဆိုတာကကြတော့ဒီကွက်လက်လေးတွေကိုပြောတာပေါ့နော်빈칸에ကွက်လက်ထဲမှာတဲ့ 알맞은 ကိုက်ညီတော့ဒါမှမဟုတ်လို့ရှိရင်မှန်ကန်တော့ 어휘를 meaning စကားလုံးကို 쓰십시오 ရေးပေးပါတဲ့ဒါဆိုလို့ရှိရင်ဒီပုံလေးမှာကွက်လက်လေးပေးထားတဲ့နေရာလေးမှာဘာကတော့ဘာဖြစ်နိုင်လဲဆိုတဲ့ဟာလေးတွေလိုက်ရေးထည့်ပေးရမှာပေါ့နော်နောက်ထပ်သင်ခန်းစာလေးကတော့ 질문 ဆိုတာကကြာမေးခွန်းတွေကိုပြောတာပေါ့နော်ပြောမယ်ဆို read the passage လိုမျိုးပေါ့နော်အပေါ်မှာစာပိုက်လေးဖတ်မယ်ဖတ်ပြီးအောက်မှာမေးခွန်းလေးတွေဖြည့်ပေးမယ်အဲ့တော့နံပါတ်1မေးခွန်းလေးကတော့ 여기는 어디입니까ဒီနေရာကတော့ဘယ်နေရာဖြစ်ပါသလဲဒါဆိုလို့ရှိရင်အပေါ်ကစာပိုက်လေးကိုဖတ်ပြီးတော့မှမေးခွန်းလေးဖြည့်ပေးမယ်နော်နံပါတ်2ကကြတော့ 공책이 어디에 있습니까 공책이 어디에 있습니까? 디 발라사오가 메마시다래. 달리래 비비메너. 넘버 3가 자로 맞으면 O, 틀리면 X 하십시오. 맞으면 만의 솔루션이 O로 이비메 틀리면 X
လို့ရေးပေးမယ်ပေါ့နော်ဒါကတော့အမားမှန်ရွေးရနဲ့တူတူပဲပေါ့နော်အဲ့တော့နံပါတ်1က 교실에 시계가 있습니다နံပါတ်2ကကြတော့제 가방은 큽니다 저는 사전이 없습니다နံပါတ်1နဲ့3ဘယ်မှာမှန်နေဆိုလို့ရှိရင်ဒီနားမှာ O လေးရေးပေးမယ်နံပါတ်2မှားတယ်ဆိုလို့ရှိရင်ဒီနားမှာ S လေးရေးပေးမယ်ပေါ့နော်ဒီလိုလေးဖြည့်ပေးရပါမယ်နံပါတ်4ကတော့ We 그를 다음 대화로 바꾸고 친구와 이야기해 봅시다. We ဆိုတာအပေါ်ကပေါ့နော်အထက်ပါ그를စာပိုက်ကို다음 대화로အောက်မှာပြီးထားဒီ conversation အဖြစ်ကိုပေါ့နော်바꾸고ပြောင်းလဲပြီးတော့친구와တငယ်ချင်းနဲ့이야기해 봅시다. စကားပြောကြည့်ကြရအောင်ပြောချင်တာကကြတော့အပေါ်မှာပေးထားတဲ့စာပိုက်ကိုဒီအောက်မှာဒီဒေဝါလေးပေးထားရပေါ့နော်အဲ့တိုင်းပြန်ပြင်ပြီးတော့မှတငယ်ချင်းတို့ speaking လေးကျင့်ကြည့်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမကတစ်ခါတော့အတန်ထွက်လေးတေချာလေးဖတ်ပြသွားမယ်ပေါ့နော်여기는 어디입니까? 여기는 어디입니까? 교실에 무엇이 있습니까? 교실에 무엇이 있습니까? 이것은 무엇입니까? 이것은 무엇입니까? 가방이 큽니까? 가방이 큽니까? 가방에 무엇이 있습니까? 가방에 무엇이 있습니까? ဒါဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာလေးတော့ကြည့်ကြမယ်နော်더 공부해 봅시다 더ဆိုတာကကြတော့ထပ်ပြီးပို့ပြီးတော့ပေါ့နော်공부해 봅시다လေ့လာကြည့်ရအောင်다음 문장과 맞는 그림을 연결하십시오 다음အောက်ပါပေါ့နော်문장과 사장တွေကို사장တွေနဲ့맞는မှန်ကန်တဲ့그림을ပုံတွေကို연결하십시오ဆက်သွယ်ပေးပါစာနဲ့ပုံနဲ့ကိုက်ညီတဲ့ဟာလေးကိုရွေးပြီးတော့မှဆက်ပေးရမယ်ပေါ့နော်နံပါတ်1ကကြတော့책상에 책 공책 연필이 있습니다 가방에 지갑 열쇠가 있습니다 교실에 달력 칠판 의자가 있습니다ဒါဆိုရင်နောက်ထပ်သင်ခန်းစာလေးဖြစ်တဲ့ 읽어봅시다 ဖတ်ကြည့်ကြရအောင် 있습니다 ဒီစနှလုံးကပေါ့နော်ဒီဒါအသက်တန်အုပ်စုထဲမှာပါတဲ့အတွက်ကြောင့်မလို့ 있습니다 ဆိုတဲ့အတန်နဲ့ထွက်ပေးရပါမယ်ပြီးတော့ဘာပေါ့နော်ဘာအသက်ကနာနဲ့တွေ့တဲ့ခါကြလို့ရှိရင်ဘာကိုမအတန်ပြောင်းပြီးထွက်ပေးရပါတယ်ဒါကြောင့်မလို့ 있습니다 ဆိုတဲ့အတန်လေးနဲ့ထွက်ပေးရပါမယ်ပြီးမှစာကြောင်းလေးရေးပေးထားတယ်ပေါ့နော် 교실에 책상이 있습니다. 입니다. 입니다. ဆိုတဲ့အတန်နဲ့မထွက်ပေးရပဲနဲ့ဘာကနားနဲ့တွေ့တဲ့ခါကျရင်ဘာကိုမအတန်ပြောင်းပြီးထွက်ပေးရပါတယ်ဒါကြောင့်မလို့ 입니다 ဆိုပြီးဖြစ်သွားပါတယ် 저는 한국 사람입니다. သို့မဟုတ် 저는 한국 사람입니다. မအတန်လေးကိုအပေါ်တက်ပြီးတော့မထွက်ပေးတယ်ပေါ့နော်နောက်တစ်ခုက 킵니다 큽니다နဲ့မထွက်ပဲနဲ့큽니다ဆိုတဲ့အတန်လေးနဲ့ထွက်ပေးရပါမယ်제 가방은 큽니다နောက်တစ်ခုကကြတော့ဘာပေါ့နော်ဘာကနာနဲ့တင်မဟုတ်ဘဲနဲ့ပေါ့နော်မပေါ့နော်မနဲ့တွေ့တဲ့ခါကြလို့ရှိရင်လေဒီဘာအတန်ကိုမအတန်ပြောင်းပြီးထွက်ပေးရပါတယ်ရေးတော့တာဘတ်မတ်ဒါမဲ့အတန်ထွက်လို့ရှိရင်နော်ဘမ်မတ်အတန်နဲ့ထွက်ပါမယ်ဘမ်မတ်တို့좋습니다 밥맛도 좋습니다. 오케이. 밥맛ဆိုတာကကြဒီသမင်းရဲ့အရသာပေါ့နော်။ bab ဆိုတဲ့သမင်းနဲ့ mat ဆိုတဲ့အရသာကိုတွဲပြီးရေးထားတာပေါ့နော်။နောက်တစ်ခုကကြတော့ 10만 ရေးတော့ 10만 ဖတ်လို့ရှိရင်နော် 10만 အတန်နဲ့ဖတ်ပါမယ်။ 이것은 10만 원입니다. 이것은 10만 원입니다. 10만ဆိုတာကကြတော့ဒီ1တသိန်းကိုပြောတာပေါ့နော်တသိန်းလို့အဓိပ္ပာယ်ရပါတယ်ဒါဆိုလို့ရှိရင်ဒီအိမ်စာလေးတွေစာလေးတွေကိုမမှန်လုပ်ပြီးတော့မသိတဲ့မင်းလေးတွေမသိတဲ့အတန်ထွက်လေးတွေရှိတယ်ဆိုရင် comment မှာမှတ်ခဲ့ပေးလို့ရပါတယ်เนาะဒါဆိုရင်နောက်ထပ်အခန်း6မှာပြန်တွေ့ကြပါမယ် bye bye